အားလုံးပဲမင်္ဂလာပါရှင်ဆင်မဒီနေ့ပြောပြပေးသွားမယ်နံပါတ်တွေအကြောင်းအရာလေးရတော့ဗောနော်မိတ်ဆွေရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာဗောနော်ဆင်မအခုပြောသွားမယ်နံပါတ်တွေလေးဒါပါနေပြီဆိုတော့မိတ်ဆွေကကျမ်းမာရေးစီးပွားရေးလူမှုရေးအိမ်တွေအိမ်တော်ရေးငွေကြေးအစင်မပြေမှုတစ်ခုမဟုတ်တစ်ခုကိုတည်တည်ချာချာကိုကြုံတွေ့နေရမှာဖြစ်တယ်ဒီအစင်မပြေမှုတစ်ခုမဟုတ်တစ်ခုကလည်းကိုယ့်ဘာသာကိုဖြစ်နေတာမျိုးတော့မဟုတ်ဘူးသူများကိုမနာလို့ပြုတ်လောက်တာမျိုးတော့ဖြစ်စေနိုင်တဲ့ကနန်းတွေဖြစ်တယ်ပေါ့နော်သူများကိုအောက်လန်လို့ပညာရေးမျိုးနဲ့ပြုစားခြင်းခံရမယ့်နံပါတ်ဖြစ်တယ်ဒီလိုနံပါတ်မျိုးသားပါနေပြီဆိုတော့ဒါမိတ်ဆွေကအစစ်မပြေမှုတော်တော်များများကိုကြုံတွေ့နေရမှာဖြစ်တယ်လို့မတော်တဆမှုတွေကိုဖြစ်စေမယ်ခွဲစိတ်ခံရမယ်အပူတော့ကများမယ်ပူပင်တော့ကအပူတော့ကတစ်ခုမဟုတ်တစ်ခုရှိမယ်ငွေကြေးတော့ကတွေဖြစ်လာမယ်ခုနကပြောသွားတဲ့ကျန်းမာရေးစီးပွားရေးလူမှုရေးအိမ်တွေအိမ်တော်ရေးငွေကြေးအစစ်မပြေမှုတစ်ခုမဟုတ်တစ်ခုလည်းကြုံတွေ့နေရမှာဖြစ်တယ်ပေါ့နော်ဒီအစစ်မပြေမှုတစ်ခုမဟုတ်တစ်ခုကလည်းကိုယ့်ဘာသာကိုအစစ်မပြေခြင်းနေဖြစ်ချင်မှတော့ဖြစ်လိမ့်မယ်ပေါ့နော်သူများကိုမနာလို့ပြုစားခြင်းခံရမယ့်နံပါတ်ဖြစ်နေတဲ့အတွက်ကိုက်ဆောင်ရမသိတဲ့နံပါတ်ပဲဖြစ်ပါတယ်အဲ့နံပါတ်တွေလေးကတော့1331ဆိုတဲ့နံပါတ်တွေလေးဒါမိတ်ဆွေရဲ့ကိုက်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာပါနေပြီဆိုရင်တော့အမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်နော်နောက်လေစိတ်ဝင်စားစရာနံပါတ်တွေအကြောင်းအလေးတွေကိုဆင်မကပြောပြပေးနေအောင်မှာဖြစ်တဲ့အတွက်ဆင်မရဲ့ page လေးကို like and follower လေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့ရှင်မိတ်ဆွေတို့ရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်အစိုးအကောင်းအကြောင်းအရာတွေကိုလည်းဆင်မရဲ့ Facebook Messenger သို့မဟုတ် TikTok ချက်ပေါက်မှာလာပြီးတော့အခမဲ့လာရောက်ဝင်မြတ်နိုင်ပါတယ်နော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်